မင်္ဂလာပါဒီဗီဒီယိုလေးကတော့ပုံမှန်မဟုတ်တဲ့စနေလေးဖြစ်ပါတယ်အဆိုလက်ခံရလို့ injury ရသွားတဲ့နေ့လေးဖြစ်ပါတယ်ပေါ့နော်မကမငင်ကတော့တာမန်လေးတစ်နေ့ပါပဲနေလေးတာတော့ပုံမှန်နဲ့နေပူတယ်ပေါ့နော်ဆောရောက်တယ်နဲ့ဘေးမှာပိုလီဘောရိုက်နေတာထိုင်ကြည့်နေပေါ့နော်ဒီနေ့ဒါကတော့အသင်းဆရာကြီးတွေဖြစ်ပါတယ်မင်းသားတွေကြားနေပဲလာတဲ့ပုံလေးကတော့အဲ့နဲ့လိုရတဲ့ accessory တွေလုပ်ပြီးပေါ့နော်ကျွန်တော်ဒီဘလုံးကံမို့ကျွန်တော်ပြင်ဆင်နေပေါ့ဒါထဲမှာကလေးလေးကိုစုံးမနေတာပါဒီမှာလည်းကိုသမားလေးကလည်း goal ဖမ်းနေတယ်ဆိုတော့ဟိုမှာ kit တွေလေးချင်းပြီဒီကလည်းထုံးစံတိုင်းပဲပေါ့နော်တွဲလုံးနေနေပဲစပြီးတော့ကန်တယ်ပေါ့နော်တဖြည်းဖြည်းနဲ့အသားကြောင့်တဖြည်းဖြည်းလေးကျင်တာဖြစ်တဲ့အတွက်ပြိုင်ပွဲနေလိုက်မှုပို့ပြီးတော့အခြေဆက်မြောက်ကန်နေကြတာပေါ့နော်ဒီမှာလည်းပေါင်ကြားရဲကတော့သူများပေါင်ကြားတော့မထည့်ရရင်တော့မနေနိုင်ပါဘူးအဲ့လိုနဲ့ကိုရီကတော့တော်တော်ဖြစ်ပါတယ်ဒီနေ့ကတော့ကျွန်တော်အသင်းကကုသမားလေးကတော့ဖမ်းရပါတယ်လူတွေရောလက်တွေရောခြေထောက်တွေရောတဘောလုံးကပုံအပ်ပြီးတော့ပြစ်ပြီးတော့ဖမ်းတယ်ကျွန်တော်တွဲလုံးတွေတော့ဒီမှာလည်းတော်တော်လေးကောင်းလာပါတယ်တခုကတော့ကျွန်တော်ပြန်တက်ပြီးပြန်မစင်းနိုင်တဲ့တခုပါပဲဒီမှာလည်းအခြေသက်မီနဲ့တကယ်ကိုကန်နေရတာဖြစ်ပါတယ်ဒါပေမဲ့ကန်နာတွေကတော့ဆော်တော်လေးတွေရွယ်ဒီမှာလည်းသူများပေါင်ကြောင်ထပ်ပြီးတော့လိုက်ထည့်ရပါပြီဘာဆောက်ကြဒီမှာလည်းနောက်ထပ်ပုံစံတွေလုံးရင်ထပ်လုပ်တယ်ပေါ့နော်ဒါလည်းကိုကထပ်ဖြစ်ပြန်တာပဲဒီနေ့ကတော့ကိုအသိချင်းချင်းပဲကန်တာဖြစ်တဲ့အတွက်တော့အရင်တော့နော်လှုပ်ချင်တာတွေလုပ်နေကြတာဖြစ်ပါတယ်ဒီမှာလည်းလွယ်ကူတဲ့ကိုလေးတွေပဲထပ်ပြီးတော့သွင်းနေပေါ့နော်ကျွန်တော်အကောင်းဆုံးကိုသမားလေးကတော့စိတ်မရှိတော့ပါဘူးအရှိကြီးထပ်ပြီးတော့ကိုလေးသွင်းဖို့လုပ်နေပါတယ်ဒီမှာလည်းနှစ်ယောက်ပေါ့နော်လားလေးမှုလွဲပြီးတော့သူကံမလို့ကိုကံမလို့နဲ့ကန်တာပေါ့နော်မိုးပေါ်ထောင်သွားတော့အတင်းကကျွန်တော်အတင်းကောင်းဆောင်ရဆူနေပါတယ်ဘလုံးကတရားနဲ့တရားပေါ့နော်စကားပြောပြီးပြောပြီးပြောဖို့အတွက်ပြောနေတာပေါ့ဒါကတော့ရည်ကြီးတဲ့ချက်ပါကျန်တဲ့ချိန်အဆင်ပြေရတဲ့ဒီချိန်မှာစတာပါပဲကန်နေနဲ့6 injury ထပ်ဖြစ်တော့ပုံမှန်ဖြစ်နေကြတဲ့အပြဖြစ်တာတဲ့အကုန်လုံးတင်းလုံးဝိုင်းနေဝိုင်းချိုးပြီးပါပြန်ပြီးတော့သက်သာပါ6လောက်ကတော့နာနေတာပေါ့နော်သွေးပူနာဖြစ်တဲ့အတွက်ညာ6လောက်နာဘယ်6လောက်နဲ့ကန်တာအဲ့လောက်ထိတော့ဝါသနာကြီးကြပါတော့ဒီလိုနဲ့ပဲဘယ်6လောက်နဲ့ပဲထပ်ပြီးတော့ကန်တယ်ပေါ့နော်ဒီနေ့ကဒီလောက်ပါပဲကျေးဇူးတင်ပါ